ရှင်ခလို့ပြပါမယ်လေနေပါတော့ကဲငါမိမဒီဟာပဲရှိရဒါတော့ကိုခလေးနေတော့ရောက်တယ်ဖေနေလူဖြစ်နေနေတော့တိတ်ထားရရဲ့မေတမျိုးမမမီဘူးတော့The Dinju Amigo Gadoto အခါ အမေပေါ်မှာကာယကံဝစီကံမနောကပြည့်လူသားလာရှင်ခလို့ပြပါမယ်လေဒီနေ့ကလည်းအိမ်မောဆင်းတယ်ဒိန်းဆိုင်သွားလို့လိုက်ခေါ်ရတယ်ကျူရှင်မသွားဘဲနဲ့ကျူရှင်ကပတ်စံနေနဲ့မုတ်ဝယ်စားတယ်ပြီးတော့မှသတင်းကျွလို့ရှိရင်ကတော့တယ်ပြောချင်မိုင်းရဟုတ်ပြီကဲဘယ်စုပေးအောင်မယ်လေအခုလို့ကိုယ့်ရဲ့အမေကိုကြောရတဲ့အတွက်တားရောင်းရတနာလေးမိဘအားကိုအားထားရတဲ့တားကောင်းရတနာသမီးကောင်းရတနာလေးဖြစ်ပါစေเนาะထူးချွန်ပြောင်မြောက်တဲ့လူငယ်လေးတွေဖြစ်ပါစေဟုတ်ပြီเนาะပြည့်စုလည်းပြပါစေမေဟုတ်ပြီစုဝယ်ပေးမှလားမေမဟုတ်ဘူးလေကြောလို့စုပေးရလေဒါပဲပေါ့မင်းပြုတ်ကြောက်သတင်းကျမမုံကပေးရလေမေရဲ့ဟဲ့ဘာသတင်းမဟုတ်ဘူးလေနုံးနေရပါအသက်20ပြည့်နေငါမဟုတ်ပေးရအောင်မလို့ရမှုငါတက်နေတဲ့မောင်လေးကခနဲ့တမီးက4နှစ်2ယောက်ပေါင်းမှ6နှစ်ပဲရှိသေးတယ်ပြန်တော့ပြောနေ तू ကဟိုမှာ8နှစ်နေရ12နှစ်2ယောက်ပေါင်း20အမေကလိန်ကကျင်းနဲ့ငယ်တည်းကရိုးသားပြူစင်ခဲ့တဲ့ဆိုတွေပဲရှိသေးတာမဟုတ်ပြပါလားလိုချင်မှုဘာကလေးလေးပဲမဟုတ်တောင်းမဟုတ်လေးစုပြီးတော့နေဝင်ငါသိတယ်နင်တို့ခေါင်းထဲမှာဘလို့တွေးရမလဲဆိုသတင်းကြကြရင်လူကြီးတွေကိုမုတ်လေးနဲ့လိုက်ကြတော့မယ်ပြီးလို့ရှိရင်မုတ်ကိုတွေတဲတန်ပြန်တောင်းမယ်ဘာလက်ခံလိုချင်သွားပြပါနေရလေနင်တို့ဖေကိုလည်းဒီလိုကြောမုတ်ကိုတောင်းမှမကြံနဲ့ဘာမှလည်းမသိဘူးအများကလေးတွေကိုနောက်ကျတယ်ခေါင်းမုတ်ပြတယ်မေးသတင်းကျွတ်တော့အမေသတင်းကျွတ်ဟုတ်တယ်သတင်းကျွတ်လို့လေကတော့တာပေါ့ဟေးအိမ်မုတ်လာပေးပြီးတော့နုံနေရကိုမထုံးတယ်ရှိရလေသတင်းကျွတ်အားထုံးတယ်အမေကိုအောင်လိုက်ဒါညမောရဆိုတယ်အမမဟုတ်တယ်လေနင်တို့ကသိတာနေပြီလေအခုတည်းမဟုတ်ဘူးလို့ညင်လို့ကတော့မယ်လူကြီးကို The Dinju Amigo Gadoto အခါအဖေသမီးတို့အဖေကိုဖလန်ပါနဲ့ကြတော့တာအမေကမဝမန်းတီလို့သမီးတို့မေကိုမုတ်ကျွတ်နေပဲကြတော့အဖေကိုဖလန်ပါနဲ့ကြတော့တာဟာငါသားတဲ့သမီးတွေကအဖေကိုကြောတာ哦အဲ့တော့အဖေကမဟုတ်ပေးရမှာပေါ့မဟုတ်ဘူးလေအပလာပေးပါကဲငါသားတဲ့သမီးတို့အတွက်တက်ပါနော်အေးငါကြီးတော့အများကြီးပဲလာကလေးနှစ်ယောက်လားမဟုတ်လိုက်ဟုတ်ဖေအမေလက်ထဲမှာပတ်စံနေ तू ကမုတ်ဘိုးပေးအောင်မယ်ငါ့ကိုမအပ်ပဲနဲ့ရှင်အဲ့ပတ်စံနေဘယ်အားရတာလဲသားနဲ့သမီးတို့အတွက်ရော့ဘာသားနဲ့သမီးတို့အတွက်ရော့လဲအဲ့ပတ်စံနေရှင်ကျမောက်မှာပဲဘယ်ရလဲဟာမဟုတ်ဘူးကွာကိုကမင်းကိုအမေပတ်စံလေးတွေကနေသားနဲ့သမီးတို့နော်ကြောတဲ့အတွက်မဟုတ်ပေးချင်ထည့်ထားတာမလို့ချင်ဘူးရှင်အဲ့ဒါမရင်ငယ်အောင်အမ်းမလို့မလားမဟုတ်ပါဘူးမိမဟာဘယ်ရတာမင်းတယောက်ပဲရှိတာငါမဖေးနေရှိတာလို့ရှင်ကလေးတွေကိုဟန်ကြပေးပြီးတော့ရှိသေးမလားရှင်ဘာမှလည်းပြောမရှိတော့ဘူးဘာမှလည်းလို့ရှင်ဘာမှဖွက်တာလေကျမပြောမဖွက်ထားပါဘူးကွာတလားတလာစာထုတ်လို့ရှိရင်မင်းကပတ်စံအပ်တာပဲဒီကွာကိုကကလေးတွေကိုကမှလေရှင်ကလည်းမဖွက်တာလေတွေ့ရလေဘာမှလည်းရှိသေးတာပြောမရှိတော့ဘာမှမရှိတော့ဖွက်တာလေအခါထဲမှာဖွက်တာလေကျမအခုချိန်ရှာပေးမရှိတော့ဘူးမိမရဲ့ဒီဟာပဲရှိရဒါတော့ကိုခလေးနေတော့ရောက်တယ်ဖေနေလူဖြစ်နေနေတော့တိတ်ထားရရဲ့မေတမျိုးမမမီဘူးတော့အဲ့ဆိုလည်းပြီးရော哎呦我的妈မ没呢我I